Hello မင်္ဂလာပါဒီနေ့စီးရင်နဲ့ပတ်သက်ပြီးတော့ပြောချင်တာက accounting circle ပေါ့နော်တခါတလေ bookkeeping circle လို့လည်းခေါ်တယ် LCCI အနေနဲ့ဆို LCCI level 1 2 3ရောပြီးတော့ပြောပြမှာဖြစ်တယ် accounting circle ကိုကျွန်တော် LCCI နေမှာတချို့အဆင့်5ဆင့်လောက်တော်တော်များများတွားတာများတယ်ဒါပေမဲ့ level 1 2နဲ့ level 3မှာမတူဘူးပေါ့နော် level 1 2မှာကြတော့ဥပမာ generalizing posting ပြီးတော့ taking a trial balance adjusting entry ပြီးရင် final account ဆိုပြီးတော့5ဆင့်လောက်နဲ့တွားတယ်ပြီးတော့ level 3မှာနောက်ပိုင်းမှာအတစ်ထွက်လာတာ extended trial balance ဆိုပြီးတော့အဲ့လိုမျိုးတွေရှိတယ်အဲ့တော့အခုပြောချင်တာကတချို့ online တွေမှာကိုယ့်ဘာသာရှာကြည့်ရင် online တွေမှာတချို့က9ဆင့်တချို့10ဆင့်တချို့က10ဆင့်လည်းဖြစ်နိုင်တယ်တချို့က3ဆင့်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်အခုဒီနေ့ပြောချင်တာကဒီစင်းတွေတွားလာတဲ့အခါမှာဘယ်လိုလဲပတ်လဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးပေးမှာဖြစ်တယ်အဓိကနားလည်သဘောပေါက်ဖို့ဘာဖြစ်လို့လဲဆိုတော့3ဆင့်ကလည်းမားတာမဟုတ်ဘူး5ဆင့်ကလည်း5ဆင့်ကလည်းအမှန်ဆုံးလည်းမဟုတ်ဘူးပြီးတော့ဟို10ဆင့်မလို့ပို့ပြီးတော့ပြည့်စုံသွားတာလည်းမဟုတ်ဘူးဆိုလိုတာကတချို့ဟာတွေကသူကကျုံလိုက်တော့အဆင့်ကနေသွားတယ်တချို့ကဒီကျုံတဲ့ဟာကိုပြန်ဆွဲဆန့်လိုက်တဲ့အခါမှာ process ဒီအဆင့်ကများသွားတာအဲ့လိုမျိုးပဲကွာတယ်အဲ့တော့ဆိုတော့အဆင့်ဆင့်နဲ့မပြောပြဘဲနဲ့တွားပုံတွားနည်းတွေဒီနေ့ဒီ challenge ရှင်းပြချင်တယ်ပထမမှာစရင်းတွေမတွင်းခင်မှာကွာ preparation for document ပေါ့နော်ဒီစာရွက်စာတမ်းနဲ့စာရွက်စာတမ်းတွေပြင်ဆင်ခြင်းဆိုတဲ့အဆင့်ရှိတယ်အဲ့ဒီနေရာမှာ preparation and analyze ပေါ့နော်ဥပမာကိုလုပ်ငန်းမှာဒီလုပ်ငန်းမှာဘာစရင်းတွေထားမလဲပေါ့နော်ဘာစရင်းတွေကိုဘယ်ထိဆွဲမလဲအဲ့ဒီကိုထားမဲ့စရင်းတွေအတွက်လိုအပ်တဲ့စရင်းတွေရှိရမယ်ဥပမာငွေစရင်းစာအုပ်ဂျာနယ်ပြီးလေဂျာတွေပေါ့နော်အစင်တွေရှိရမယ်ပြီးတော့လို့ရှိရင်ထိမ့်သိမ်းရမယ့်နေရာပေါ့နော်ဥပမာ voucher တွေကိုဘယ်လိုထိမ့်သိမ်းမလဲဆိုတာတွေပြင်ဆင်ရမယ်ပြီးလို့ရှိရင်ဘယ်လိုအကြောင်းအရာတွေကိုဘယ်နေရာမှာမှတ်တမ်းစရင်းတွင်းမလဲပေါ့နော်အဲ့ဒါတွေကစတာပထမအဆင့်မှာကျွန်တော်ကခွဲခြားစိတ်ပြရမယ်ခွဲခြားစိတ်ပြပြီးတော့တတ်မှတ်ပေးရမယ်အဲ့ဒါကပထမအဆင့်ပေါ့နော်ပြင်ဆင်မယ်စာရွက်စာတမ်းတွေdocument တွေကိုပြင်ဆင်တယ်ပြီးလို့ရှိရင် analyze လုပ်တယ် analyze ဆိုတာကဘယ်လိုအကြောင်းအရာတွေကဘယ်လိုစရင်းတွင်းရမယ်ဆိုပြီးတော့ကြိုတင်တတ်မှတ်ချက်တွေလုပ်ရတယ်အဲ့ဒါပထမအဆင့်ပြီးဆိုဒုတိယအဆင့်မှာစရင်းတွင်းတာပေါ့နော်စရင်းတွင်းတဲ့အခါမှာဒီ channel ဖြစ်ဖြစ် day book ပေါ့ဒီခါ day book လို့လည်းခေါ်တယ် channel တွေထဲမှာကျွန်တော်အရင်ဆုံးစရင်းတွင်းတယ်နော် channel ထဲမှာစရင်းတွင်းတော့ channel တွေထဲမှာသူ့ရဲ့တက်ဆိုင်ရာစရင်းတွေမှာတတ်မှတ်ထားတဲ့ခုနပထမအဆင့်မှာကိုတတ်မှတ်ထားတဲ့အတိုင်းသူ့နေနဲ့သူတော့ပြီးစရင်းတွားမယ်တွားပြီးတွားတဲ့အခါမှာဒါဒုတိယအဆင့်အဲ့ဒီဒုတိယအဆင့်ပြီးနောက်တတိယအဆင့်ကကျွန်တော် posting လို့ပြောတဲ့ပေါ့နော်ဒီ general ledger တွေထဲတက်ဆိုင်ရာစရင်းထဲပြန်ရွှေ့တာပေါ့တက်ဆိုင်စရင်းထဲပြန်ရွှေ့အဲ့လိုတက်ဆိုင်ရာစရင်းထဲပြန်ရွှေ့မှပဲသူကအဲ့ဒီအဆင့်ရှိမှ trial balance ကဆွဲလို့ရတာနော်အဲ့တော့တက်ဆိုင်ရာ ledger တွေပြန်ပြီးတော့ရွှေ့ journal ထဲနေ ledger ထဲကိုပြန်ရွှေ့ပေးရတယ်အဲ့ဒီ ledger ထဲကိုရွှေ့မှအဲ့ဒီ ledger တွေမှာသူ account တွေ debit side credit side တွေနဲ့စရင်းတွေတွင်းတယ်နောက်ဆို account တွေရဲ့လက်ကျန်တွေကိုကြည့်ပြီးတော့ကျွန်တော် trial balance မှာထည့်လိုက်တဲ့အခါမှာ trial balance က debit side credit side ကညီနေရမှာအဲ့လိုမျိုးညီနေတယ်ဆိုကျွန်တော်စရင်းတွင်းထားတဲ့ဟာတွေကတင်ချာနီးလန်းအရာတင်ချာသဘောတရားတော့မှန်တယ်စစ်သွားလို့ရတယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒါကအကျန်းနော်မြန်မာလိုဆိုအကျန်းအင်္ဂလိပ်လိုဆိုတော့ unadjusted လို့ခေါ်တယ် unadjusted ဆိုတာဘာမှညှိနှိုင်းမှုတွေမလုပ်ရသေးတဲ့အရာပေါ့နော်အဲ့လိုမျိုးခေါ်တယ်ညှိနှိုင်းမှုလို့ပြောတဲ့အခါမှာသူ adjusting entry ဆိုတာရှိတယ်နော် adjusting entry ဆိုတာကကိုကအနစ်ချုပ်စရင်ဆွဲတော့မယ်ဆိုတဲ့ခါကျမှမဖြစ်မနေလှုပ်ဆောင်ရမယ့်အရာအဲ့ဒါကဘာလဲကုန်ကြစိတ်နဲ့ဝင်ငွေနဲ့ဆိုရင်ကြိုတင်ပေးရန်ကြံရရန်ကြံကြိုတင်ရရှိမရှိနော်ကုန်ကြစိတ်တွေဝင်ငွေအကုန်လုံးပြန်ပြီးတော့စမ်းစစ်ရတယ်ကိုတမတ်ထားကိုစင်းချုံမဲ့နေရဲ့နောက်ပိုင်းမှာကြိုတင်ပေးတာကြိုတင်ရတာရှိလားဒါမှမဟုတ်ကိုစင်းချိုးတဲ့ကာလအထိမရသေးတာမပေးရသေးတာဘာရှိလဲအဲ့ဒါတွေကို adjust လုပ်တာအဲ့ဒါကို adjusting entry နော်တနည်းအားဖြင့်ဒါကို year end adjustment လုပ်လဲခေါ်တယ်ပြင်ကုန်လက်ကြံတွေတွက်ရတယ်ဘာဖြစ်လို့ဆိုတော့ကုန်လက်ကြံကမတွက်လို့မရဘူးပြီးရင် figure set တွေဆိုရင် depreciation တာဖို့ short ရတယ်ပြီးလို့ရှိရင်ကျွေးဆုံးကိစ္စတွေကျွေးဒီနေ့ထိမှာကျွေးဆုံးဖို့အလားအလာတွေဘာတွေရှိလဲကျွေးဆုံးတာဘာတွေရှိလဲအဲ့ဒါတွေကိုသူ adjust လုပ်တာเนาะ adjust လုပ်တယ်လို့ခေါ်တယ်အဲ့ဒါတွေနဲ့
အဲ့ဒီ adjust လုပ်ပြီးသားနဲ့ trim balance ကိုနောက်တစ်ခါပြန်ဆွဲတယ်ကျွန်တော်ကသင်ခန်းစာမှာ exercise မှာ extended trim balance လို့ခေါ်တယ်တချို့ဒီအမေရိကဖက်တွေမှာကြတော့ adjusted trim balance လို့ခေါ်တယ်နော်ပထမဆွဲတာက unadjusted trim balance ပြင် adjusted တွေလုပ်တယ် adjustment တွေလုပ်တယ် year end adjustment အမ year end transition အဲ့ဒီနှစ်ခုနဲ့ပြန်ပေါင်းတဲ့အခါမှာပြန်ပေါင်းပြီးတော့ trim balance ကိုထပ်ဆွဲရင်အဲ့ဒါကို extended trim balance တနည်းအားဖြင့် adjusted trim balance ဖြစ်သွားတယ်အဲ့ဒီ trim balance ကနေတစ်ဆင့်ကျွန်တော်က final account လို့ခေါ်တဲ့ financial statement ကိုပြင်ဆင်အဲ့ဒီ financial statement ထဲမှာကမဖြစ်မနေပုံမှန်အဖြစ်ပါရမယ်ဟာပေါ့နော်ပုံမှန်ဖြစ်ပါရမယ်ကျွန်တော် level 1 2တွေမှာတော့ trade of loss count နဲ့ balance sheet နှစ်ခုပဲတွားတာများတယ်ဒါပေမဲ့ပုံမှန်အဖြစ်ကျွန်တော် level 3တွေမှာလည်းခဏခဏတွေးတဲ့အရာကပါလဲဆိုတော့ profit trading profit loss count income statement လို့လည်းခေါ်တယ် balance sheet statement of financial position ပြီးနောက်တစ်ခုကဒီ partnership နဲ့ company မှာတော့ appropriation account ရှိတယ်ဒါပေမဲ့ appropriation တော့သူကဒီ profit loss နဲ့တွဲတယ်လို့မျိုးသဘောထားတယ်အဲကြောင့် trading profit loss account income statement ဆွဲရမယ်ပြီး statement of change in equity statement of equity လို့လည်းခေါ်တယ် statement of change equity လို့လည်းခေါ်တယ်တူတူပဲဒါကဒီ capital ပိုင်ရှင်ရဲ့ capital တွေဘယ်လောက်ပြောင်းလဲသွားတယ်လဲဆိုတဲ့ဟာဖြစ်တယ်ဥပမာ sole trader ဆိုရင် opening capital ကိုတီ net profit ကိုပေါင်း drawing ကို note additional capital ကိုပေါင်းအဲ့ဒီရှင်းတန်းကိုstatement of equity လို့ခေါ်တယ် statement of change equity တကယ်လို့များ company မှာဆိုတော့နည်းနည်းလေးပို့ပြီးတော့များလာမယ်သူတို့က share capital တွေပါလာမယ် ordinary share preferred share တွေပါမယ်ပြီးတော့ share တွေထပ်ထုတ်ရောင်းတာနဲ့ထပ်ထုတ်ရောင်းတာတွေရှိရင်အမှားတွေအဲ့ဒါတွေထည့်ပေးရမယ်ပြီးရင် dividend ပေးတာတွေကိုရှင်းပေးရမယ်ပြီးလို့ရှိရင် reserve တွေနော် reserve တွေပါလဲ reserve တွေအပြောင်းလဲတွေကိုလည်းပါပေးရတယ်အဲ့ဒီ statement of change equity ထဲမှာအဲ့ဒါပါရတယ်နော်ပြီးနောက်တစ်ခုက balance sheet နော် balance sheet ပုံမှန်ဆွဲနေကြဖြစ်တဲ့ statement of financial position လို့ခေါ်တယ်ပြီးရင်နောက်ဆုံးတစ်ခုကကျွန်တော် level 3မှာတင်တဲ့ statement of cash flow ငွေသားစီးဆင်းမှုရှင်းတန်းနော် cash book မှာကျတော့သူကအဝင်အထွက်တစ်ခုပဲပါတယ် statement of cash flow မှာကျတော့အဲ့ဒီ cash book မှာပါတဲ့ဟာတွေကိုသူ့အမျိုးအစားနဲ့သူပေါ့နော်အမျိုးအစား3မျိုး4မျိုးလောက်ခွဲပြီးတော့ဒီအမျိုးအစားကြောင့်ငွေဝင်ငွေထွက်ဘယ်လောက်ရှိလဲဆိုတော့တီးတန့်ဖော်ပြရရှင်းတယ်အဲ့ဒါကြောင့် financial statement အနည်းချုပ်စရင်တွေဆွဲပြီးဆိုရင်အဲ့ဒီ၄မျိုးကိုဆွဲရတယ်ဆိုတော့အဲ့ဒါ၄မျိုးဆွဲပြီးသွားပြီဆိုတော့ဒါကတော့ final အဆင့်ဖြစ်သွားပြီเนาะတကယ်လို့အဲ့ဒီနောက်ဆုံးအဆင့်ကိုမှနောက်တစ်ဆင့်ထပ်ပြီးတော့ဖြည့်ချင်တဲ့ဆို reporting လို့ထပ်ဖြည့်လို့ရတယ်ဒါပေမဲ့တော်တော်များတော့မဖြည့်ဘူးကျွန်တော်ကတော့ဖြည့်ထားတာရှိတယ် reporting report ဆိုတာကအဲ့ဒီခုနက final account financial statement တွေလည်းပါမယ်ဒါပေမဲ့အဲ့ဒီ financial statement တွေကိုပြန်လည်ပြီးတော့သုံးသပ်တာတွေပါမယ်သုံးသပ်တာဆိုတာကအရင်နှစ်က net profit ဘယ်လောက်ခန့်မှတာတကယ်လည်းတွေ့မှဒီလောက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ ratio တွေပါလာမယ်ပေါ့နော်အဲ့လိုမျိုး report အစီရင်ခံစာတင်ပြတာဒါဆိုရင်တော့ဒါတကယ်နောက်ဆုံးအဆင့်ဖြစ်သွားပြီအဲ့တော့ accounting cycle အဲ့ဒီပုံမှန်တိုင်းလည်းပါတယ်တချို့ဟာတွေကရောတဲ့အခါမှာကျုပ် level 1 2မှာကြာဆရာတို့က adjusting entry ဆိုပြီးတော့အဲ့ဒီ adjusting entry ကပထမ adjust မလုပ်ခင် trim balance နဲ့ကျွန်တော်ကပေါင်းပြီးတော့တခါတည်း final account တန်းသွားလိုက်တဲ့ခါမှာကြားထဲမှာတစ်ဆင့်က automatic ပျောက်သွားတယ်ဖြောက်သွားတဲ့သဘောဖြစ်တယ်နော်ဒါဆိုတော့ level 3မှာဆွဲဆန့်တော့ extended trim balance ဆိုတာပြန်ပြီးတော့ပေါ်လာတယ်အဲ့လိုမျိုးလေးတွေရှိတယ်ဆိုတော့အဲ့ဒါကြောင့်ဒီ accounting cycle ကိုအဲ့လိုမျိုးလေးနားလည်စေချင်တယ်အဲ့ဒါကြောင့်ကိုကချုပ်လို့ရရင် state အဆင့်ကနေသွားမယ်စမ်းလိုက်အဆင့်နဲ့များသွားမှာဖြစ်တယ်ဆိုတာပြောပြချင်တယ် okay အကျေးဇူးများတင်တယ်နားမလဲတာရှင်းလဲဒီ comment မှာလာပြီးတော့မေးလို့ရတယ်နောက်ပိုင်းစိတ်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းစေချင်တဲ့ရည်ရှင်းလဲမေးလို့ရပါတယ်ကျွန်တော်တော့ကလေးမျိုးမှာရှိတဲ့လွတ် NIP Assistant Training Center ရဲ့တင်နန်းကျောင်းမှုတင်နန်းကျောင်းအုပ်နဲ့ Master Trainer ဆရာမင်းထက်ဖြစ်ပါတယ်လို့